မီမိုနဲ့မတွေးတစ်တာနှစ်လတော့ကြာခဲ့ပြီဝေါ ဘလို့ဖြစ်ကြတာလဲဖင်မရတာသမီးလာမင်းတကားပြောအောင် တမရောတော့ခေါ်ရင်ည မိကိုမဖုံးကွယ်ခဲ့မနိုင်ပြောတော့သမီးကိုဝင်ရှိနေတာပါသမီးကကိုဝင်ရှိနေတာတဲ့အမလေးကိုဝင်ရနေလားဘာလို့မင်းတော့မပြောလဲခံမှာမဟုတ်ဘူးရှင်ပါပြောစရာရှိလို့လာခဲ့တာပါ အနော်မျိုးသမီးမှာရှင်းတာနဲ့ရတယ်ကိုဟျူချင်းနေပါ ခမရတော့ဖာပြောလိုက်တာ ကျမတို့ကျိုးချောင်းလာပြောပြတာပါ မင်းဒီတိတ်ဆောက်ကိုဘယ်လိုလုပ်မဖြစ်ဘူးလေ မတိဘူး အတိတ်လို့ရမှာနင်းတောင်းယူရမယ်လေကွာ ဒါကျွန်တော်ပိတ်စားပါခမီးရောငမပါပါနဲ့ မပြောတာ အုံဝငမပါပါနဲ့ကျွန်တော် မင်းပူတာမင်းစားဟောင်းဒီလိုမျိုးဘာကော စိတ်လျှော့ပါသူကသူစင်ပြီးတော့ပါရင်မဖြစ်ရင်